ကဲဖျားပေါ်တာပါနော်ဒါအထူးဆမ်းမှဓမ္မဒါပထမပေါ်ထားတဲ့ဖျားအခုပြန်တွေ့ပြန်ပါပြီလို့မှတို့ရဲ့အားလုံးဖူးမြော်နိုင်အောင်လို့ပါဒီမှာအထူးဆမ်းမှဓမ္မဖျားမပဲနားရောက်တာဖျားမရှာနေဒီမှာဖျားမဒီမှာပါရှင်ဒီလိုလက်မြက်ခွက်ကြောလက်အောင်ဒီမှာရေတွင်းတူးမလို့တဲ့တွင်းတူးတာရေတွင်းကမတူးရနှစ်ပေလောက်ရှိတယ်ဖျားပေါ်တာဖျားမဖြစ်နေတယ်မှာပြန်တွေ့ရအကြီးပဲဒီမှာဟိုနန်းတော်အဆောင်တော့ပြတ်ဆောင်တော့အဲ့ဒါဟုတ်ပါဒီမှာအဆောင်တော့ဘောပဲဒါကြတော့ပြတ်တဆောင်ဓမ္မတေးချာရိုက်အညောက်လေးပါတယ်အညောက်ကလေးပါနော်အညောက်လေးတေးချာလေးဒါဒီနေပြီကွာအညောက်သေးလေးပါတယ်ဒီညင်းတတလေးလုပ်ပြလက်ကုသူရမှာဟဲ့ကြဟဲ့တဲ့လူလေမောရှင်ညောင်းဟိုညီကြီးပြရမှာဖက်ပြကြအောင်ဟိုတာတင်ဆိုတာခုလာရတော့ပါငါရတယ်ဒီမှာထက်သိဘူးလားခိတ်ကဝေးကြီးကိုတောင်း200လောက်ကလား900လောက်ကလားဆိုတဲ့ကိုနန်းတော်ဟာတင်ကြောင်းလို့ငါအမြင်နဲ့တင်ကြောင်းပုံစံလေးတင်ကြောင်းကဘုရားနိဗ္ဗာန်ကျောင်းဆောင်ပုံစံလေးအခုပြန်ရတာနန်းတော်ဆောင်လို့ပါညာလည်းဘုန်းကြီးဘာမှမဖြစ်ဘူးညာနဲ့ဖျားပေါ်ပြီးတယ်ဘုရားရောင်ကြီးနဲ့ထားလို့ဘာတိတင်ကြောင်းလဲဘုရားတယ်ဖျားအောင်ကြည့်တယ်ချာပါမိတို့မနေ့ကရောက်တာဒီကနေ့ဖျားပေါ်ပါတယ်မိတို့ဖျားဖူးလိုက်တယ်ပေါ့နော်နောက်ကလိုင်းပေါ်ကညီကိုမောင်နှမတွေလည်းဖူးကျင်လာခဲ့ကဲမေတို့လာတဲ့အရက်ကတော့ထူးခြားပါတယ်ရှင်ကဲချစ်တို့ရဲ့မျိုးတို့လည်းဖူးကျင်လာကြပါလို့ဆက်တူးတုံးတပါနည်းနည်းဘာမှမရှိတော့တိမ်နေတာကလေးဘယ်တော့နည်းနည်းထူးပြလိုက်ကြပါမယ်အောင်ကောင်းကြည့်တာဖူးကောင်းကြည့်တယ်ထက်အောင်မကြည့်နေတယ်နော်တကယ်တော့ရေကန်တဲအောင်ဆိုပြီးမှတူးလိုက်တာရေကန်လုံမယ်ဆိုပြီးမှတူးလိုက်တာ4တောင်ကျင်းကျင်းနဲ့အဲ့ဒါအောင်မှဖျားပေါ်တာပေါ့နော်ဒါရှေ့တို့ရိုက်ပါကဲကိုမေတို့ဖူးထိုက်လို့ဖူးရတာပါအဲ့ဒါပြီးရင်လည်းရေမိုးဆေးပြီးရင်လည်းပြပါမယ်ဖူးနိုင်အောင်ပေါ့နော်အားလုံးဒါလေးကတော့4စုပေါ့နော်စွန်းတပိတ်ကိုကင်ထားတဲ့ပုံဒီမှာဒါလေးတွေကတော့ရွှေအောင်လေးတွေပေါ့နော်ဒီမှာရွှေလေးတွေလိုပဲဒါကတော့ရွှေလေးတွေတင်တာပဲအဲ့လိုလာတာပါရှင့်အားလုံးပေါ့နော်ဒါတဲကွယ်ရှင်းချင်းဒါကတော့ရေမိုးဆေးပြီးမှပြထားပထမဦးဆုံးရတဲ့ဘုရားဒါလေးကကြတော့ဒုတိယရတဲ့ဘုရားပေါ့နော်ဒါအခုရေဆေးပြီးပြီဒါလေးကဒုတိယရတဲ့ဒါကြတော့တတိယရတာပေါ့နော်3ခုမြောက်ရတဲ့ဘုရားလေးပါဒီလိုလေးပထမဒုတိယတတိယပြီးတော့ဒီဥစ္စာကြအဲ့လိုအစုလိုက်ရတာပေါ့နော်ဒါကကြတော့ဒီလိုပုံလေးပါကြည့်ရတော့ပေါ့နော်ဒါအပြစ်လိုက်ကလေးသူကသာပနာသဘောပါပဲထင်ရတာတော့ဒီလိုဒီမှာဒါကကြတော့သူကငွေရောင်ပေါက်တဲ့တလုံးကကြတော့ဟိုကနဲ့လဲတူတယ်ကြိုက်ထီးရိုးစီတီတော်လိုပါလိုပေါ့နော်နေတာပါရှင်ဒီမှာပါချစ်တို့ရေအဲ့မှာတဆူချင်းလေးမပြတာမအင်းငွေမင်းပြလိုက်လေအော်ဟုတ်မှာအဲ့ဒါပြီးတော့နောက်ဆုံးကရတာဟာပြအောင်နောက်ပိတ်ဆုံးကပြတဲ့နန်းဆောင်လို့အဲ့ဒါအဲ့မှာမင်းလက်ဝါးပေါ်တင်လိုက်လက်ပေါ်တင်အဲ့ဒါလေးကကြတော့နောက်ဆုံးပိတ်ရတဲ့တဆူသူကကြတော့ဒီမှာအရှင်ကလေးသူကအရှင်နန်းဆောင်နဲ့ဒီလိုလေးလာတာအရှင်ကလေးဒီမှာအဲ့လိုလေးအဲ့လိုဆိုရင်ဓမ္မဒီလက်ထက်ခဏညမယ်တော့မှအနောက်ကကြည့်ရွှေရောင်လို့ပါတယ်မရွှေရောင်လေးဓမ္မအဲ့မှာရွှေလိုပါလိုပဲပါတယ်သူ့ရဲ့အနေဒါပန်တော့ဓမ္မဒီလိုလေးပဲဖက်
ရွှေရောင်လို့ပေါ့နော်အနောက်ဒါကြောပြင်ပေါ့ဒါအရှိအဲ့ဒါမှသူရခဲ့တဲ့အခါကဒီလိုရခဲ့တာပါဒီလိုတောက်လျှောက်အဲ့လိုတိုင်းပြတ်ထားတယ်ဆွေရကလေးရတာပါရှင်ဒါတေးသေးချာချာပြရနာပါနော်မေမေကတေးသေးချာချာပြတာဒီမှာသူ့ရဲ့အယောင်ကရွှေရောင်မြင်ရလားရွှေရောင်ဒီမှာရွှေရောင်ပေါက်တာအဝါရောင်ဒီမှာရွှေရောင်ဒါကကြတော့အစိမ်းရောင်ပေါက်တယ်စိမ့်စိမ့်လေးနေတာပေါ့ကြီးလားပါလဲတော့မသိဘူးဆိုတော့ဒီလိုလာတာပါဗျရက်အဲ့ဒီမှာကတော့ဒီမှာရွှေရောင်လေးတွေပေါ့ရွှေရောင်မပအောင်သူကကြတော့ရွှေရောင်မပအောင်ဒီမှာပါရဲကွယ်ဟဲ့ပါရွှေရောင်ထမလို့ဒီမှာဒါကြတော့ရွှေရောင်ကိုမှကြည့်တယ်ရွှေပွင့်စုတိုင်းမဲ့ရွှေတိုင်းမဲ့ဒီမှာဒါတွေရွှေရောင်မဲ့ဒီမှာတောက်လျှောက်ရွှေရောင်လေးတွေပါတိုင်းမဲ့ဒီမှာရွှေရောင်မပါဒီလိုလေးတွေလား